Hello မင်္ဂလာပါတသမီးတို့ရေ teacher ကတော့ teacher Skylark เนาะ teacher နာမည်ကိုတော့မမိနေပြီလို့ထင်ပါတယ်ကဲဒီနေ့မှာ teacher တို့ကပထမတန်းအင်္ဂလိပ်စာအခန်း1နဲ့2ကိုပြန်လည်သုံးသပ်ခြင်းလုပ်တော့မှာဖြစ်ပါတယ် review 1ဖြစ်ပါတယ်ကဲပြန်လည်သုံးသပ်ခြင်းဆိုတော့ teacher တို့ကအခန်း1နဲ့2ထဲမှာလေ့လာခဲ့ပြီးသားစကားလုံးလေးတွေစကားပြောလေးတွေကိုပြန်ပြီးတော့လေ့လာကြမယ်နော်ပြီးတော့လုပ်ငန်းတစ်ဖြစ်တဲ့သချင်းလေးနှစ်ပုဒ်ကိုလည်းတူတူဆိုကြည့်ကြအောင်မယ်โอเคနော်ကဲဒါဆိုရင်စလိုက်ကြရအောင်တီချယ်တို့ကအခန်း1နဲ့2မှာဘာတွေကိုလေ့လာခဲ့လဲဆိုရင် A B C D Okay ဒီ letter လေးတွေကိုလေ့လာခဲ့ကြတယ်ဒါဆိုရင်မမိသေးရလား capital A နဲ့ small a လေးကိုဘယ်လိုရေးရတယ်ဆိုတာ Okay ကြည့်ဒါဆိုရင်ပြန်ကြည့်ကြရအောင် A capital A လေးကိုတစ်ချက်နှစ်ချက်သုံးချက် Okay small a လေးကကြတော့တစ်ချက်ထဲရေးရတယ်နော်ကဲဒါဆိုရင် the letter B letter B လေးကိုရေးကြည့်ကြရအောင် capital Bတစ်ချက်နှစ်ချက် Okay small b တစ်ချက် Okay small b လေးကတော့တစ်ချက်သေးပဲเนาะကဲဒါဆိုရင် the letter C letter C လေးကတော့လွယ်လွယ်လေးပါပဲ C တစ်ချက် capital C လေးကကြီးမယ်တစ်ချက် small c လေးကသေးမယ် Okay เนาะကဲ the letter D letter D လေးကိုကြတော့ capital D D တစ်ချက်နှစ်ချက် small d တစ်ချက် Okay ကဲဒါဆိုရင် teacher တို့ကthe letter A to D ရေးနည်းလေးတွေကိုပြန်ပြီးတော့ရေးကြည့်ပြီးသွားပြီဆိုတော့ D the letter A B C D နဲ့ဘယ်စလုံးလေးတွေကိုလေ့လာခဲ့လဲမမိသေးရလား Okay ကဲဒီမှာကောင်လေးတစ်ယောက်ရှိတယ်စပွဲကောင်တစ်ခုံရှိတယ်ဘောလုံးလေးလည်းရှိတယ်ခွေးကလေးလည်းတွေ့တယ်ကိတ်မုတ်လေးလည်းရှိနေတယ်ပန်းသီးလေးကလည်းစားချင်စရာလေးခွက်ကလေးတစ်ခွက်လည်းရှိတယ်။အိုးပြောစိတ်တကောင်လေးလည်းရှိတာပဲ။ကဲဒါဆိုရင်ပန်းသီးလေးကို English လို့ဘယ်လိုခေါ်တော့ Yes apple apple ကဲဆိုတော့ဒီတန်လေးထွက်တာကဘယ် letter လေးဖြစ်မလဲOkay, letter A. A-P-P-L-E, apple. Good job. ကဲနောက်ထပ်ကြည့်ကြရအောင်ပန်းသီးလေးနားမှာပြည့်စိတ်လေးရှိတယ်ပြည့်စိတ်လေးကို English လို့ဘယ်လိုခေါ်တော့ Yay! Ant. Ant. ကဲအတန်လေးပဲဆိုတော့ the letter A ဟုတ်တယ် letter A လေးပဲเนาะ A N T ant Okay ဒါဆိုရင်နောက်ထပ်တစ်ခုသွားကြည့်ကြရအောင်ဒီမှာကောင်လေးကပန်းသီးလေးကိုကြည့်နေတာလားကိတ်မုတ်လေးကိုကြည့်နေတာလားမသိဘူးကဲဒါဆိုရင်ကောင်ကလေးကို English လို့ဘယ်လိုခေါ်တော့Okay, boy, boy, boy,ဒီတန်လေးကိုထွက်တဲ့ letter လေးကဘာဖြစ်မလို့ Yes, B, the letter B, boy, B-O-Y, boy. Okay
ကဲဒီတစ်ခါစပွဲခုံအောင်နာကအပြာရောင်လေးရဲ့အဝါရောင်လေးရဲ့အနီရောင်လေးရဲ့နဲ့ဘောလုံးကလေးကိုရောအင်္ဂလိပ်လိုဘယ်လိုခေါ်မလို့ Well then ball ball ကဲဘအတန်လေးပဲဒါဆိုရင်ဘယ်လက်ထပ်လေးဖြစ်မတော့ Okay B the letter B ball 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 Okay ကဲဒီတစ်ခါကကြတော့ကိတ်မုတ်ကလေးကိုရောအင်္ဂလိပ်လိုဘယ်လိုခေါ်တော့ Yes cake cake ကဲခအတန်လေးထွက်တာကဘယ်လက်ထပ်လေးဖြစ်မလို့ Okay လက်ထပ် C လေးဖြစ်ပါတယ်cake CAKE cake ကဲဒီနေရာမှာလက်ထပ် K လေးရလဲခအတန်ထွက်တယ်နော် Okay ဒါဆိုရင် teacher တို့နောက်ထပ်ပန်းရောင်ခွက်ကလေးကိုပြောကြည့်ကြရအောင်ခွက်ကလေးကို English လိုဘယ်လိုခေါ်မလို့ Great cup cup ခွက်ကလေးကို cup 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 the letter C လေးရဲ့အတန်က k ဆိုတော့ cup Okay နော်ဒီတစ်ခါကျတော့စပွဲခုံလေးရဲ့အောက်မှာခွေးကလေးရှိတယ်ဒါဆိုရင်ခွေးကလေးကို English လိုဘယ်လိုခေါ်မလို့ Yes dog the dog ဆိုတော့ခွေးကလေးကိုဘယ်လက်ထပ်နဲ့စပေါင်းမယ်ထင်လဲ Yes the letter D letter D လေးရဲ့အတန်က D Okay နော် DOG dog ကဲဒါဆိုရင် teacher တို့ unit 1 နဲ့ 2 မှာသင်ခဲ့တဲ့ words ဒီစကားလုံးလေးတွေကိုမှတ်မိပြီနော်ဒါဆိုရင်ဒီတစ်ခါ teacher တို့ quiz လေးကစားကြည့်ကြရအောင် C is for banana or cake Okay cake Okay another one now Tadalo C is for alligator or cup Yes cup cup Okay the letter D D is for dog or bird Well then the dog Another one D is for eggs or duster Yes the duster Okay here is the letter A A is for apple or table Great apple Another one A is for ant or cat
Okay. Ant. Okay, the letter B. B is for tall or ball. Ball. Great job. Another one. B is for boy or joy. Okay, boy. Well then. ကဲ quiz လေးတွေကိုအားလုံးဖြည့်ပြီးသွားကြပြီဆိုတော့ဒီတစ်ခါ listen and say ဒီမှာကြော်နဲ့အေးအေးတို့ပြောကြတဲ့စကားလေးတွေနားထောင်ကြည့်မယ်ပြီးရင်လိုက်ပြောမယ်နော် Hello, I'm Cure. What's your name? My name's I. Nice to meet you. Nice to meet you, too. How are you? I'm fine. How are you? I'm great. Okay ဒီတစ်ခါကတသမမီတို့လည်းဖြစ်ပါတယ် teacher ကကြော်နေရာကနေပြောမယ်တသမမီတို့ကအေးအေးနေရာကနေပြန်ပြောပေးနော် Hello I'm Jojo. What's your name? Nice to meet you too. How are you? I'm great. Okay. ဒီတစ်ခါကျတော့ teacher ကအေးအေးနေရာကပြောမယ်တသမီတို့ကကြော်လေးလုပ်နော်ကဲစကြရအောင် Hello My name's AA. Nice to meet you. I'm fine. How are you? Okay. Great job. ကဲဒါဆိုရင်ဒီမှာကြည့်ရအောင် I can တသမမီတို့ကလုံနိုင်ပါတယ်တဲ့ကဲဘာတွေကိုလုံနိုင်တာတော့ I can greet my friends in English တငယ်ချင်းတွေကို English လို့နှုတ်ဆက်နိုင်တယ်တဲ့ဟုတ်ရဲ့လား Okay ခုနပဲနှုတ်ဆက်ခဲ့ပြီเนาะကဲဒါဆိုရင်တသားတို့ကတငယ်ချင်းတွေကို English လို့နှုတ်ဆက်နိုင်တယ်ဆိုရင်အများကြီးနှုတ်ဆက်နိုင်တယ်ဆိုရင်ဒီလိုလေးပုံမှန်လေးနှုတ်ဆက်နိုင်တယ်ဆိုရင်ပြုံးလေးတသားကတော့မိမိကတော့သိမနှုတ်ဆက်တတ်သေးဘူးဆိုရင်တော့ဒီပုံလေးပေါ့เนาะအဲ့လိုဆိုရင်ပြန်နားထောင်ပြီးတော့ပြန်လေ့ကျင့်ကြည့်နော်ဒုတိယတစ်ချက်ကကြတော့ I can make friends in English ကဲတသားမီတို့က English လို့တငယ်ချင်းဖွင့်နိုင်တယ်ပြောနိုင်တယ်ဒါဆိုရင်ပြုံးလေးလားအများကြီးပြုံးပါလားမဲ့နေမှာလားရွေးပေးအောင်နော်ဒီတစ်ခါကျတော့ trace and say trace လုပ်ကြည့်ကြရအောင်ဒီမှာဖတ်စာအုပ်ထဲမှာပုံလေးတွေပေးထားတယ်စာအုပ်ကလေးကိုထပ်ရေးမယ် trace ပြီးလို့ရှိရင်ဘာလဲဆိုတာကိုပြောပြရမယ်နော်ပေတံလေးလည်းအိတ်တိုင်းမယ်ခေတံလေးလည်းထပ်ရေးမယ်ခုံလေးလည်းထပ်ရေးမယ်ပြီးရင်ပြောမယ် okay ကဲထပ်ရေးပြီးပြီဆိုရင်ပြောကြည့်ကြရအောင် What's this? Okay, it's the book. Okay, ဒုတိယပုံလေး What's this? Yes, it's a ruler. What's this? It's a pencil. What's this? It's a chair. Well then. ကဲဒီတစ်ခါကျတော့ ask and answer တသမီးတို့ကမေးမယ် teacher ကဖြေမယ် Okay နော် teacher ကိုမေးကြည့်ပါဦး It's a mat နောက်ထပ်ပုံကလေး
It's a desk. It's a fan. It's a bed. Okay. Okay. Much and say. သားမီးတို့ကတချမ်းစီဖြစ်နေတဲ့ပုံလေးကို much တွဲပေးရမယ် and say ပြီးရင်ပြောပေးရမယ်နော်ကဲအဝါရောင်လေးကဘာပုံလေးတော့ What's this? It's a cat. ဒုတိယပုံကလေးကငါးကလေး Okay. What's this? It's a fish. ဒီတစ်ခါတတိယပုံကလေး What's this? Yes, it's a dog. နောက်ဆုံးပုံလေးရရော What's this? Okay, it's a bird. Okay, I can name things around me in English. ကဲကိုဘေးနားမှာရှိတာတွေကို English လို့ခေါ်တတ်ပြီပြောတတ်ပြီဒါဆိုရင်အများကြီးပြောတတ်တယ်ဆိုရင်ပြုံပြုံကြီးပုံမှန်ဆိုရင်ပြုံပြုံလေးတိတ်မပြောတတ်သေးဘူးဆိုရင်တော့ဒီပုံလေးပေါ့နော်နောက်တစ်ခု I can say names of animals in English ကဲတရိတ်ဆန်လေးတွေရဲ့နာမည်ကိုလည်းပြောတတ်ပြီဆိုရင်ပြုံပြုံကြီးလားပြုံပြုံလေးလားမဲမဲလေးလားရေးပေးအောင်နော်ကဲဒီတစ်ခါတော့ project 1လုပ်ငန်း1ဖြစ်ပါတယ်ဒီလုပ်ငန်း1လေးမှာသချင်းလေးနှစ်ပုဒ်ပါမယ်နော်အရင်ဆုံးနားထောင်ကြည့်ကြရအောင် listen and ပြီးတော့မှ sing သချင်းဆိုကြမယ်နော် Okay what's your name ဒီသချင်းလေးကိုအရင်ဆုံးနားထောင်ကြည့်ကြရအောင်တချင်းလေးကိုနားထောင်ပြီးပြီဆိုတော့ထီချဲကမစိုးပြတော့ဘူးတသားမီးတို့ဆိုတာပဲနားထောင်ချင်တယ်စိုးပြမှာလား Okay တစ်ခေါက်လောက်စိုးပြပါအောင်တသားမီးတို့ဆိုနိုင်လိမ့်မယ်လို့ထီချဲကယုံကြည်ထားတယ်နော်ကဲဒါဆိုရင်နောက်ထပ်သချင်းတစ်ပုဒ် How are you နားထောင်ကြည့်အောင်မယ်နော်
ဒီတစ်ခါကကြတော့ teacher လဲပေါ့နော်ဆိုပြမယ်နော် Hello how are you Hello how are you Hello how are you Great It's so nice to see you Okay တူတူဆိုကြည့်ကြရအောင် Hello how are you Hello how are you Hello how are you Great It's so nice to see you Okay ကဲဒီနေ့မှာ teacher တို့ပြန်လဲသုံးသက်ချင်းလဲလုပ်ခဲ့ပြီးပြီလုပ်ငန်းတစ်မှာပါတယ်တချင်းလေးနှစ်ပုတ်လဲဆိုပြီးပြီဆိုတော့ bye bye ပြောရမယ့်ချိန်ရောက်လာပြီเนาะကဲနောက်ထပ်ဗီဒီယိုလေးမှာ unit 3ကိုအတူတူလေ့လာကြရအောင် bye bye